မင်္ဂလာပါကျွန်တော်တစ်ချိန်လုံးကဆိုလို့ရှိရင်တော့ပယံအလုပ်လုပ်ပါတယ်ပယံလုပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဘဝဟာကြီးပွားချမ်းသာဖို့အခွင့်အရေးမရှိဘူးစုလင်စီးပွားရေးနဲ့တည်ခွင့်ရခဲ့တယ်အကြောင်းရင်းကကျွန်တော်ကိုလာပြောပြတယ်စုလင်လုပ်ရင်လစာဝင်ငွေသိမ်းချရမယ်ကားရမယ်အိမ်ရမယ်နိုင်ငံခြားသွားရမယ်ဆက်စတော့မယုံကြည်ဘူးဒါပေမဲ့စင်းရဲနေရတဲ့လူတွေတော်တော်များများကမယုံကြည်တဲ့အတွက်ကြောင့်မဖြစ်နိုင်ဘူးဆိုတဲ့အတွက်ကြောင့်ပဲစင်းရဲနေတယ်ကျွန်တော်လည်းချမ်းသာခြင်းတဲ့လူတယောက်ဖြစ်ခြင်းနဲ့ဆိုရင်သူတို့ပြောတဲ့လစာဝင်ငွေသိန်းကနန်ကားအိမ်တကယ်ရလားဆိုတာကိုလာပြီးတော့လေ့လာကြည့်တယ်စူလင်ကုမ္ပဏီကြီးကိုတွေ့တဲ့အခါကျတော့အရန်ကိုခိုင်မာတယ်အောင်မြင်တဲ့သူတွေလည်းအများကြီးရှိတယ်ကျွန်တော်လည်းတကယ်လို့စူလင်ကိုဝင်လုပ်မယ်ဆိုလို့ရှိရင်အောင်မြင်တဲ့လူတယောက်ဖြစ်မယ်လို့ယုံကြည်ခဲ့တယ်အဲ့ဒါကြောင့်ကျွန်တော်ဆုံးဖြတ်ချက်ချပြီးလုပ်ခဲ့တယ်ဒီနေ့ကျွန်တော်စူလင်ကုမ္ပဏီမှာ3နှစ်နဲ့အာဆီယံဆိုတဲ့ယာတုကိုရရှိခဲ့တဲ့အပြင်ယနေ့ဆိုလို့ရှိရင်ကျွန်တော်ရနေတဲ့လစာဆိုရင်တစ်လကိုဘတ်3သိန်းမြန်မာဘက်ကပါဆိုလို့ရှိရင်တော့တစ်လကိုဘတ်ငွေ9သိန်းဝန်းကျင်လောက်ရနေပြီစူလင်ကုမ္ပဏီကပေးတဲ့ကားဆိုရင်ပထမဦးဆုံးကားကနစ်ဆန်ထေနဘတ်ငွေနဲ့ဆိုရင်14သိန်းဒုတိယကားတစ်စီးဆိုလို့ရှိရင်တော့လက်ဆက်လို့အမျိုးသားရှိတော့ပေါ့နော်ဘတ်ငွေနဲ့တွက်ရင်တော့9တန်းမြန်မာငွေဆိုရင်တော့3590ပဲရှိပါတယ်အဲ့ဒါကြောင့်စူလင်ဟာလူတိုင်းကိုအောင်မြင်မှုပေးလို့ရတယ်အောင်မြင်လို့ရတဲ့အကြောင်းရင်းကကုမ္ပဏီခိုင်မာတယ်ကုန်ပစ္စည်းကောင်းတယ်ရပိုင်ခွင့်ကောင်းတယ်နောက်ပြီးလို့ရှိရင်စူလင်ကုမ္ပဏီမှာ Power One ဆိုတဲ့နီးစနစ်ရှိတဲ့အတွက်ကြောင့်လောက်တဲ့လူတိုင်းအလွယ်လက်တကူအောင်မြင်မယ်လို့ကျွန်တော်ယုံကြည်တယ်မိတ်ဆွေလည်းအောင်မြင်လို့ရတယ်အဲ့အတွက်ကြောင့်စူလင်ကိုလာပါလို့ဖိတ်ခေါ်ရင်းနဲ့ညီကုန်းချုပ်တဲ့အားလုံးပဲမင်္ဂလာပါ